မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပုံရိပ်တို့ဒါပဲဂျီတို့ရဲ့ကောင်မလေးဆိုတဲ့တခြင်းပေါ့နော်အဲ့တခြင်းကိုကျွန်တော် remake လေးပြန်လုပ်ထားတာပေါ့ beat ကြီးစဖွင့်ပြကြည့်မယ်ဟိုပထမဆုံးကကျတော့တန်ပိုက152မှာ9 2ရက်တော့မှတခြင်းကီးရကျတော့စီမေဂျာကီးပေါ့နော်အရင်ဆုံးဖွင့်ပြပေးမယ်အဲ့ဒါလေးကိုပေါ့နော်တီတီချာချာလေးဒီဟာဆိုရင်ဒီတချင်းဆိုရင်အကုန်ကြီးမဟုတ်ပေမဲ့တော်တော်များများကိုအကုန်လုံးလို့တူအောင်လုပ်ထားတာပေါ့နော်နံပါတ်1နဲ့တွန်းဆိုတဲ့ဟာပုံစံမျိုးလေးပေါ့နော်ဒီဟာကိုအရင်ပြမယ်သူကကြတော့ဘယ်ရတော့ဆိုတော့ဒီကောင်ပေါ့နော်ထရီဒန်တီမလားတီကြမှာပါဒီထရီဒန်KOအကြီးရဲ့ထရီဒန်အားဟာကိုကျွန်တော်ယူထားပါတော့ဒီမှာဆိုရင်1 e gram ပေါ့နော် e gram ကိုကျွန်တော် local high cut လောက်ထားတယ်ဒါပြီးတော့မှကျွန်တော်သူ့ကိုကြတော့နောက်ကနေ reverb ပုံစံမျိုးနည်းနည်းပို့ပြီးတော့မှ white ဖြစ်ချင်လို့ပေါ့နော် reverb ကိုပေးထားပါတော့ reverb ကိုဒီတိုင်းထည့်ထားတာပေါ့နော်သူ့ရဲ့ key လေးကိုပြမယ်ဒီကောင်ဘယ်နှပါးဆောင်တစ်ပါးနှစ်ပါးသုံးပါးလေးပါးပဲပြောပါတော့เนาะ152မှာ9ဆိုတော့ဒီ i ဟာ i အတွန်းတွေကိုသူဒီမှာပါဒီမှာဆိုရင် C key C major ဒါပြီးကကြမှာသူကဒီကောင်ကဘာဖြစ်မလို့ A minor ပေါ့เนาะ A minor ဒီကောင်လေးသွားတာပေါ့เนาะ C ဒီဟာလေးကိုကြည့်လိုက်ပေါ့ဒီကောင်ကနေ6ကနေစခွန်အကုန်လုံးဒီတချင်းကဒီအတိုင်းပဲသွားမှာပေါ့နော်ဒါဆိုရင် C A minor C C A minor A minor အဲ့လိုသွားမှာပေါ့ဒီမှာကျတော့ကျွန်တော်ကီးလေးတွေကိုစီးထားတယ်ဒီဟာမှာပဲဒါပေမဲ့အတန်မတူလို့ပေါ့နော်အတန်ကိုနည်းနည်းလေးပုံမှန်ဆောနာဟာနဲ့တူတဲ့ဟာပုံစံမျိုးလေးရအောင်ယူတာပေါ့နော်ဒါဒီတိုင်းဆိုရင်နောက်အားကြလဲဒီတိုင်းပဲအတူတူပဲဒါဟိုတချင်းတစ်ပုတ်လုံးအလို့သွားမှာပေါ့နော်နောက်တစ်ခုကကြတော့အဲ့ဒီဟာပဲဒီကောင်ကကြတော့ဘယ်ဟာတုံးဆိုတော့ Xenology ရဲ့ဒီမှာ right funky ပေါ့နော် right funky လေးကိုကျွန်တော်ယူထားတာဒီကောင်ကလည်းစောနာဟာနဲ့အတူတူပဲဒီနှစ်ခုပေါင်းအတန်ကိုနားထောင်ကြည့်မယ်နော်ဒါပြီးတော့မှသူ့ရဲ့ဒီအပေါ်ကပါလာတဲ့ melody ပုံစံမျိုးလေးပေါ့နော်ဒီကောင်ကကြတော့ကျွန်တော်ဒီဟိုဟာရဲ့ logic ရဲ့ဟာကိုကျွန်တော်ယူထားတာပေါ့နော် logic ရဲ့ base ဘယ်ဟာလဲ simple foundation အဲ့ဒီဟာလေးကိုယူထားပါပေါ့နော်သူ့ရဲ့ key ကိုပြကြည့်မယ်ပို့ပြီးတော့မှရှင်းလေးမြင်ရစေချင်တော့မှန်စမ်းသူကလည်းဒီဟာကိုတချင်းတစ်ပုတ်လုံးသွားမှာပေါ့နော်ဒါပြီးတော့မှသူကဒီကောင်ရဲ့ဒါသူက intro ဆိုရင်ဒီဟာလေးနဲ့တင်သွားထားတာဗျာဒီကောင်ဆိုဒါပြီးတော့မှဒီကောင်ကြမှာ base တချင်းရောက်လာပေါ့နော်ဒီကောင်မှာ base ကိုပြောမှာပေါ့နော် base ကကြတော့ base ကလည်းကျွန်တော်310ရဲ့ acoustic base ကိုယူထားပါတော့ဒီမှာဆိုရင်ဟိုဟာလောက်ထားတယ်ဒီ high cut လောက်ထားတယ်ဒါပြီးတော့မှ trash spacer နဲ့ဒီ kit တွေကိုကျွန်တော်
kit တွေကို side chain လုပ်ထားတယ် kit တွေ side chain လုပ်ရတာလွယ်ပါတယ်ဒီကောင်မှာကြတော့လေဒါကျွန်တော်ဒီ kit ကို side chain လုပ်ချင်တယ်ဆိုရင်ဒီ slide kit ပေါ့နော်ဒီ normal မှာဆိုရင်ဒီ trust spacer ကိုခေါ်လိုက်တယ်ဗျာဒီမှာဆိုရင်ဒီက trust spacer ကိုဒါကျွန်တော်ခေါ်လိုက်တယ်ပေါ့ခေါ်ပြီးကကြမှာဒီ Sona slide kit ကိုကျွန်တော်တွားရှာမှာပေါ့နော်ဒီမှာဒီ kit ကိုရှာလိုက်မယ်ဆိုရင်ဒါဆိုရင်တစ်ခါတည်းရတယ်ဒီမှာဆိုရင်ဒါကျွန်တော် mono လုပ်တယ်အတက်ကို fast step လုပ်ထားတယ်ဒီမှာဆိုရင်ဒီ side chain ကများတယ်လို့တောင် percent အများကြီးကျွန်တော် side chain လုပ်ထားပါတော့ဒီ kit နဲ့ base နဲ့ဟိုသူကသူတို့က frequency နေတာတူတယ်ဗျာ frequency ကနေတာတူတော့အဲ့ဒါကိုမရှုပ်သွားစေချင်လို့ပေါ့နော်ဒီသူတို့ရဲ့ဒီ drum pattern ကတော့ဒီလိုလေးပဲသွားမှာဒီမှာဆိုရင် open hand လေးနဲ့အဖွင့်ပုံစံမျိုးလေးလုပ်တော့ပါနော်ဒီ clap တွေကတော့ဒီသူကဟိုဟာမှာဆိုရင်တပားကို clap 2ချက်ချတယ်ပေါ့နော်ဒီကောင်မှာတစ်ချက်ဒီကောင်မှာတစ်ချက်2ချက်ချတော့တာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့တွဲတော့တာပေါ့နောက်ဒီကနောက်တစ်ခုကကြတော့ဒီကောင်ကလည်းအတူတူပဲဒီ drum pattern တော့မှာအကုန်လုံးကအတူတူပဲဒါပြီးကျွန်တော် base ပြမယ်ပေါ့နော်သူ base ကိုလည်းသူကရိုးရိုးလေး base ကိုကျွန်တော်ဟိုတော့မပြခဲ့ရလေရအောင် base ကလည်းရိုးရိုးလေးပါဒီတိုင်းလေးပဲဒါကိုအကုန်လုံးသွားမှာသူက C ဒီကောင်ဆိုရင်ကြည့်လိုက်ပေါ့နော် C ပြီးတော့မှဒီမှာ A ပေါ့ CA သူက Sona သူ့ရဲ့ဟို CA အဲ့ဒီဟာသွားတဲ့အတိုင်းပဲသူကသွားမှာပဲbase ပြီးတော့ဒီမှာကျတော့ကျွန်တော် kit ကိုနည်းနည်းလေးပြန်ပြောင်းတာပေါ့သူက kit ကိုပထမဆုံးကနည်းနည်းလေးတိတ်ရိုက်ချက်မပါဘူးနောက်ပိုင်းကျတော့ပိုးရိုးမှရိုက်ချက်ပါတဲ့ပုံစံမျိုးဒါပြီးတော့မှ high hat လေးတွေထည့်လာပါပေါ့နော်ဒီ high hat ကလည်းရိုးရိုးလေးပဲဗျပုံမှန်တိုင်းပဲတော့မှသူကဒီမှာဆိုရင်ဒါလေးကိုကြည့်လိုက်ပါတော့ဒီမှာဆိုရင်16 note လေးနဲ့ထည့်လိုက်တာပါပဲတကယ်တမ်းတော့ဒီကောင်တစ်ခုတည်းပြမယ်ဆိုရင်ဒီလိုမျိုးနေမှာပေါ့ဒါပြီးတော့မှသူကဒီနားလောက်မှသူကအလဲလေးမှသူကဒုတ်ရိုက်တန်းပုံစံမျိုးလေးတက်ခနဲ့ပါတာပေါ့နော်တီချာနားထောင်ရင်တော့သိရတယ်အဲ့ဒီ flute အတန်လေးပေါ့နော်အဲ့ဒီ flute အတန်လေးကကျွန်တော်ဘယ်ကယူထားလဲဆိုတော့ Xenology က Piccolo လား Piccolo ယူထားဒီမှာဆိုရင် high cut low cut လေးအနေချင်းလေးစီလောက်ထားတယ်ပေါ့နော်သူ့ရဲ့ C ရဲ့ဟာကိုပြမယ်ပေါ့ဒီမှာဆိုရင်အမှန်တိုင်းပြောရင်ကျွန်တော်ဘယ်နှပါးစာကိုယူလိုက်မှာနှစ်ပါးစာတော့ဆိုတော့ဒီမှာနှစ်ပါး၄ပါးစာကိုစီပြီးတော့မှ၄ပါးစာအကုန်လုံးကိုယူတော့မှာပေါ့နော်ဒီမှာဆိုရင်ဒီကောင်တစ်ခုတည်းပြဒီဟာလေးပဲဒီကောင်လည်းစွန်နာတော့ဒီရှေ့ဟာနဲ့အတူတူပဲဒီကောင်က logic ကရိုးရှင်းတယ်ဗျာထားပါတော့ဒီမှာဆိုရင်ဒါကျွန်တော်ဒီကောင်ဟိုဟာဖြစ်လိုက်တယ်ဆိုရင် command R နဲ့ဆိုရင်ဟိုဘက်ကိုအကုန်လုံး copy ကူးတော့တာပေါ့နော်ဒါပဲပေါ့နော်
ဒါပြီးတော့မှ808ဒီ correct ဘိုင်းကိုရောက်လာတဲ့ခါကျတော့ pre correct ကနေ correct နောက်ပိုင်းကိုကျတော့သူက808လေးကျွေးလိုက်တာပေါ့ဒီ808ကိုပို့ပြီးတော့မှမိုက်စေတာပေါ့နော်ဒီ kit တွေပါတယ်ပို့ပြီးတော့မှတိတာစေဒါဆိုရင်ကျွန်တော် site chain တော့မလုပ်ရသေးဘူးတကယ်တမ်းတော့ site chain လောက်ရမှာမှန်တယ်ပြောရင်ဒါကျွန်တော်မလုပ်ဖြစ်တယ်ပေါ့နော်ဒီ808ကကြတော့ဒါကျွန်တော် sample pack sample ကိုပဲယူထားတာဒါဆိုရင်တူမဲ့ဟာလေးယူကြည့်ပေါ့နော်ဒီကောင်မှာဆိုရင်ကျွန်တော်ဟိုဟာကိုပြကြည့်မယ်ဒီ AOA စီတာလေးကိုကြည့်ကြည့်လေးပေါ့နော်စီကီးကနေတော့မှာပေါ့နော်ကျွန်တော်ဒီ sample ရ C ကနေတော့တာပေါ့ဒီကောင်ဆိုရင် C ဒါဆိုဘယ်လောက်ဖြစ်မလို့ E ပေါ့ဒီကောင်ဆိုရင် A ပေါ့ဒါဆိုရင်သူကအကုန်လုံးအတူတူပဲဗျာဒါဆိုရင်သူကဒါပြီးတော့မှဒီကောင်ကကြတော့တူဆိုတာဒီကောင်ဘယ်ဟာကိုယူထားအောင်ဆိုတော့ကျွန်တော် logic ကဟိုပါပါတဲ့ဟာပေါ့နော်ဗာလဲ logic က stop plugin ပေါ့နော် logic က stop plugin ကိုယူထားတာဒီမှာဆိုရင်ပါတဲ့ဒီမှာဆိုရင် pack ထဲက homemade လား homemade တူတယ်အဲ့ဒါလေးကိုယူထားပါတော့ကျွန်တော် local high cut လောက်ထားတယ်ဒါပြီးတော့မှ reverb ကျွေးထားတယ်ပေါ့နော် reverb နယ်ကျင်ပိုးပြီးတော့မှနည်းနည်းလေး color လေးလိုချင်တော့ပေါ့နော်သူရဲ့စီးတဲ့ဟာလေးကိုကျွန်တော်ပြမယ်ဒါပဲဒါပြီးတော့မှဒါဒီမှာဆိုရင် kit တွေ clad တွေဖြုတ်ပြီးတော့မှသူက hi hat လေးနဲ့တင်သွားတော့ဒီကောင်ကလည်းရိုးရှင်းရှင်းလေးပဲဒီဘလိုမျိုးလေးတုံးဆိုတော့16ဟိုပါပေါ့နော်ဒီမှာဆိုရင်ဒီကောင်ကျွန်တော်16လောက်တယ်ဒီကောင်မှာဆိုရင် brush tool လေးနဲ့ဒီလိုမျိုးလေးချသွားပါပေါ့နော်အဲ့လိုမျိုးချပြီးတော့မှဒီဒုတိယဟာကိုကျတော့အတန်နည်းနည်းလေးရှော့လိုက်တာပေါ့နော်အတန်လေးရှော့ပြီးတော့မှသူကသွားတာပေါ့ဒီလိုမျိုးလေးဒီကောင်ဒုတိယဟာကိုအတန်ရှော့တာပေါ့နော်ဒါပါပဲဒီအကုန်လုံးကကျတော့အဲ့ဒါကိုပဲသူကဒီတိုင်းလေးပဲသွားတော့တာပေါ့နော်နည်းနည်းလေးဟိုရှေ့ရွှေ့လေးနောက်ရွှေ့လေးနဲ့ပြောင်းသွားတာပေါ့နော်